အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့အခန်းနှစ်ပေါ့နော်ဒီတော့ခက်ကိုဆက်ပြီးသွားပါမယ်အဲ့တော့ပထမဆုံးအနေနဲ့ပေါ့နော်အခန်းတစ်ကို revision ပြန်ပါမယ်အဲ့တော့အောက်ကအတန်ထွက်တွေကိုလိုက်ပြီးတော့ဆိုကြည့်မယ်နော် A ကနေစပါမယ်အာအောဟီဝူရွီအိုင်အေအောင်O N N In On Yung On ရမယ်နော်အဲ့တော့ဒီဘက်အချမ်းကဆိုမယ်နော်ပေါ်ဖောမောဖောတထနလကခခအဲ့ဒီတန်လေးတွေကို practice လုပ်ပေးဖို့လိုပါတယ်ဒီမှာနောက်တစ်ခုကကျတော့ syllable တွေပေါ့နော်ဘယ်လိုအတန်းထွက်မလဲပေါ့အဲ့တော့ပအားဆိုရင်ပါနော်ဖအားဆိုရင်ဖောတအဆိုတလီဆိုရင်လီအဲ့တော့တန်ကန်ယင်းဖုန်ထောင်ခိုင်ဖေးလောက်ထိုနန်မာဟောမင်းထားတီလူနွေပူလိုက်ဟန်ရီလုံးနင်းခံမီဖင်းဖောင်းဟိုင်ခါအားဆိုရင်ခါအဲ့လိုပေါင်းတက်ဖို့လိုအပ်တယ်ပေါ့နော်အဲ့တော့ပေါ့နော်နောက်တစ်ခုကကြတော့ကိုကသုံးကာလလေးပေါ့နော်အတန်ရဲ့သုံးတွေကိုကိုကတေချာနားထောင်ပြောပေါ့နော်အဲ့ဒါက first သုံးလား second သုံးလား third သုံးလား fourth သုံးလားဆိုပြီးတော့ခွဲတက်ဖို့လိုအပ်ပါတယ်အဲ့တော့ပုံမှန်အဖြစ်ဝက်စနှလုံးပေါက်နဲ့ဆုံးနဲ့စလုံးတွေအကုန်လုံးက first သုံးဖြစ်တယ်ပေါ့နော်နောက်တစ်ခါကျအတန်မော်ပြီးတက်သွားတယ်မော်ပြီးတက်ပြီးအပေါ်ဆွဲသွားတယ်ဆိုလို့ရှိရင်အဲ့ဒါတန်မော်ပေါ့နော် second သုံးဖြစ်တယ်တက်သုံးကကြတော့အတန်ကအောက်ကို height ပြီးတော့မှအပေါ်ပြန်ပြီးတော့တက်တဲ့အတန်ပေါ့နော်အဲ့တော့အတန် height ပေါ့နော်အဲ့ဒါကြတော့တက်သုံးဖြစ်တယ် fourth သုံးကကြတော့အောက်ကမြင်အတန်လေးပေါ့နော်အတန်လေးပြီးအောက်ဆွဲပြီးတော့ကျသွားတဲ့အတန်လေးပေါ့နော်အဲ့ဒါကြီးအကုန်လုံးကို fourth သုံးလို့ပြောလို့ရပါတယ်ပေါ့နော်အဲ့တော့စပြီးတော့အတန်ကိုထွက်ပြပေးမှာမယ်အဲ့ဒါ1လား2လား3လားဆိုတာဆုံးဖြတ်ပေးပါပေါ့နော်အဲ့တော့စပြီးတော့ပြောပါမယ်ခိုင်ခိုင် first တုံးနော်ပုပု fourth တုံးဖြစ်ပါတယ်ပေါပေါ first တုံးပါထင်းထင်း first တုံးပါပဲတုံးတုံးတက်တုံးနော် for ဆွဲဝါနော်အဲ့တော့ second တုံးထလေးပြီးအောက်ကြပါတယ် fourth တုံးခသူလည်းပဲလေးပြီးအောက်ကြပါတယ်နော်အဲ့တော့ fourth တုံးဖြစ်တယ်နင်းအတန်မော်ပြီးတက်သွားတယ်အတန်မော်ဖြစ်တယ် second တုံးဟုတ်အောက်ဆင်သွားနော်အတန် fourth တုံးနူတက်တုံးနော်ထန် second တုံး康 first တုံး很တက်တုံး波 first တုံးနော်很 second တုံး好တက်တုံး汉
否的雨အဲ့တော့သူကတက်တော့နော်雨နောက်တစ်ခုကကြောင့်鹰 first တော့南 second တော့ဖြစ်ပါတယ်lesson 2အနေနဲ့ပေါ့နော်တင်ရမယ့်စလုံးကကြတော့你是哪国人နဲ့你是哪国人ဆိုတာနင်ကဘယ်နိုင်ငံသားလဲဆိုရဲခေါင်းစဉ်နဲ့ပေါ့နော်အဲ့တော့ဆက်ပြီးတော့ပေါ့နော်တလတွေနည်းနည်းလေးလာကြည့်ပါမယ်အဲ့တော့စာရေးလိုက်ဆိုကြည့်ပါမယ်乌啊哇乌哦喔乌爱歪乌a喂乌安弯乌恩温乌昂汪乌恩嗡ရမယ်နော်အဲ့တော့ဒီမှာဆိုလို့ရှိရင် B လေးလိုက်ချင်မယ်နော်အဲ့တော့滋吃吃အောက်ကဆိုရင်ရှာလိုက်ပြီးထွက်မယ်知吃吃နောက်တစ်လုံးက日အဲ့တော့ဒီမှာဆိုလို့ရှိရင် integer မပါပဲပေါ့နော် syllable အတန်ထွက်တွေရှိတယ်အဲ့တော့ wu နဲ့စာဟာတွေပေါ့နော်အဲ့တော့ wu a wa wu o wo wu ai wai wu a wei wu an wan wu en wen wu ang wang wu eng weng အဲ့တော့ကလိုက်ပေါင်းကြည့်မယ်နော်ဒီမှာ combinations of integer and finance ပါပေါ့နော်အဲ့တော့ဒီဘက်မှာ知ဟိုဘက်မှာyi အဲ့တော့知နဲ့ e နဲ့ပေါင်းလာမပေါင်းနော်ဒီဟာဒီမူလအတန်ထွက်ပဲပြန်ထွက်ရမယ်လို့ပြောထားတယ်နော်အားကြောင့်မလို့知吃吃日滋吃吃ညမနော်အဲ့တော့နောက်တစ်ခါကြာတော့ wu a နော် wa အဲ့တော့ zhe wu a 抓刷နော် wu o က wo zhe wu o ဆိုတော့捉戳说若作搓缩အဲ့တော့နောက်တစ်ခါ wu i ဆိုရင် y အဲ့တော့ zhe wu i 拽车wu i 揣舍wu i 摔u i ကကြတော့ wu a u i ကဝိန်းနော် zhe wu a 追吹睡瑞追催衰然后wu an နဲ့ပါမယ်နော်专穿栓ပြီးရင်钻窜酸နောက်တစ်ခါ wu en
乌恩所以这乌恩尊春春润နော်ပြီးသွားရင်春孙乌 ang နော်乌昂ဆိုတော့这乌昂装窗霜နောက်ဆုံးတစ်ခုကကြာတော့乌恩နော်乌恩ဆိုရင်ဝုန်းသူကတော့ပေါင်းထားတာတော့မရှိဘူးပေါ့နော်အောက်မှာဒီမှာဆိုလို့ရှိရင်သုံးလေးတွေတင်ကြည့်မယ်နော်အတန်ထွက်ပေးမယ်ကိုကအဲ့ဒီပုံမှာသုံးလေးတင်ကြည့်မယ်နော်လေ့ကျင့်ကြည့်ပါ知这中吃车诗是书说水日热人字早做嘴词四三အဲ့တော့ကိုကသုံးလေးတင်ပြီးပါပြီဆိုလို့ရှိရင်နောက်အဖြေကိုဒုတိယတစ်ရမှာကြည့်မယ်နော်new words တွေအနေနဲ့ဆိုလို့ရှိရင်ပေါ့နော်ဒီအလုံးလေးဖြစ်ပါတယ်လိုက်ဆိုကြည့်ပါ汉语汉语老师老师喝水喝水日本日本上课上课吃饭吃饭知道知道看书看书汉字汉字生词生词早上早上长城长城okay နော်အဲ့တော့ဟန်ယူဆိုတာကတရုတ်စာ老师ကကြတော့ဆရာမ喝水ကကြတော့ရေတောက်တာပေါ့နော်日本ကကြတော့ဂျပန်上課တန်းတက်တယ်吃飯ထမင်းစားတယ်知道သိတယ်နားလည်တယ်看書စာဖတ်တယ်漢字တရုတ်စလုံး生詞 new words တွေပေါ့နော်စလုံးတစ်တယ်早上早上အဲ့ဒါကြတော့မနက်ခင်း长城အဲ့ဒါမဟာတတိုင်းပြောတာနော်အဲ့တော့ဒီမှာ生词တွေအနေနဲ့ဆိုလို့ရှိရင်早上早上အဲ့ဒါ morning နော်ဒီရောလူနာမည်နော်崔浩ကကြတော့လူနာမည်အဲ့တော့ရှေ့တစ်ခေါက်ကတော့နီးဟောင်းဆိုပြီးတော့နှုတ်ဆက်တာရှိတယ်ဒီမှာဆိုလို့ရှိရင်နော်morning ပါဆိုပြီးတော့နှုတ်ဆက်တာပေါ့နော်နောက်တစ်လုံးကအဲ့တော့早上好အဲ့တော့ပြန်ဖြည့်မယ်ဆိုလို့ရှိရင်လည်း早上好အဲ့တော့ဒီမှာဆိုလို့ရှိရင်လည်းအတန်ထွက်တွေကိုပေါ့နော်လေ့ကျင့်တာပေါ့နော်အဲ့တော့ ZHU ဆိုရင်猪အဲ့တော့第一声ကဲလို့လေ1 2 3 4အတန်တောင်းမယ်ဆိုလို့ရှိရင်猪煮煮煮နောက်တစ်ခါကျ吃吃吃吃吃CH ဆိုရင်叉
叉叉叉叉 SAS ဆို3 3 3 3 3နောက် SI ဆို4 4 4 4ဒီဖက်ခြမ်းဆိုပါမယ်အဲ့တော့ CHI 吃吃吃吃吃诗诗诗诗滋滋滋滋糟糟糟糟扔扔扔扔နော်တန်လေးခွဲတက်ဖို့လေ့ကျင့်ဖို့လိုပါတယ်然后五个对点呢，所有形生词的呢是是好的慢的哪ဆိုဘယ်နေရာလဲပေါ့နော်ဘာလဲဘယ်နေရာလဲ国ကကြာ country ကိုပြောတာနော်နိုင်ငံ人ကလူမျိုး我ကငါ他သူပေါ့နော်那ကကြာရောအဲ့တော့他呢ဆိုလို့ရှိရင်သူရော我呢ဆိုရင်ငါရောဒီမှာဆိုလို့ရှိရင် proper name စီရှိရဲ့အဲ့ဒါက美国 American နိုင်ငံနော်韩国အဲ့ဒါကိုရီးယားနိုင်ငံ日本ဂျပန်နော်အဲ့ဆိုကြည့်ပါ美国韩国中国法国哪国နော်哪国人美国人韩国人日本人အဲ့တော့ကိုရီးယားသူများကိုတင်ကဘယ်နိုင်ငံသားလဲပေါ့နော်မေးမယ်အဲ့တော့မာတင်ကိုမေးမယ်ပေါ့နော်မာတင်ကဘယ်နိုင်ငံသားလဲဆိုရင်မာတင်是哪国人အဲ့တော့ကိုကနောက်တစ်ယောက်崔浩ကိုမေးမယ်နော်崔浩ကဘယ်နိုင်ငံသားလဲဆိုရင်崔浩是哪国人အဲ့တော့你是哪国人နင်ကရောဘယ်နိုင်ငံသားလဲကိုကမေးပြီနော်အဲ့တော့မြန်မာလူမျိုးဆိုရင်မြန်မာနိုင်ငံသားဆိုရင်我是缅甸人你是哪国人我是缅甸人他呢他是တရုတ်လူမျိုးဆိုရင်中国人ရမယ်နော်ကိန်းကဏ္ဍတွေအနေနဲ့ဆိုလို့ရှိရင်နော်3ကို3 4ကို4နောက်တစ်ခါ30ကိုကြာတော့ရှာလေးလေးပြီးအတန်ကိုဆွဲပြီးတက်သွားပြီပါ10အဲ့ဆိုရင် practice လုပ်ကြည့်ရအောင်နော်3 4 10 1 2 5 8 0 3 4 10 1 2 5 8 0ဒီမှာကိန်းကဏ္ဍတွေလိုက်ပြီးတော့အတူတူထွက်ကြည့်အောင်နော်3 1 2 4 10 8 5 0 1 3 5 2 5 1 4 10ဒီဘက်ချမ်းဆိုနော်8 5 1 4 5 0 4 3 0 8 1 4 2 4 5 0ပြီး3 4 2 1ကိုနောက်တစ်မျိုးခေါ်တာရှိသေးတယ်အဲ့ဒါရောက်နော်ရောက်တခုတတိထားမှာကတရုတ်စာမှာကိန်းဂဏန်းနံပါတ်4ကို4လို့ခေါ်တယ်30ကိုကြာလို့ရှိရင်10လို့ခေါ်တယ်ပေါ့နော်အဲ့တော့14ဆိုရင်10 4နောက်ကရှာမလိုက်တော့ဘူးเนาะအဲ့တော့40ဆိုလို့ရှိရင်40ရှေ့တစ်ခုကမလိုက်ဘူးနောက်တစ်ခုကလိုက်တယ်အဲ့တော့ဟုတ်တယ်မှန်တယ်ဆိုလို့ရှိရင်10အဲ့တော့ဒီမှာကရှာပေါ့เนาะရှာတွက်အောင်လို့ဒီဘက်ကနေတင်ပေးတဲ့အလုံးလေးရှိရယ်အဲ့ဒါလိုက်ပြီးတော့တူတူလေးဆိုကြည့်ပါเนาะ
4是4 10是10 14是14 40是40然后ဒီဖက်အချမ်းကိုပတ်ပတ်နိုင်စုနိုင်ပြီဆိုလို့ရှိရင်4နဲ့30နဲ့ကွဲမှာပေါ့နော်ကွဲသွားပါလိမ့်မယ်အတန်ထွက်တာကျေးဇူးတင်ပါတယ်ဒီနေ့ကတော့ဒီလောက်ပါပဲ